Hello ဒီနေ့မှာ WD204 Mercedes ရဲ့တော့အိမ်ဖြုတ်နေကျွန်တော်တို့ share လုပ်ဖို့ဖြစ်တယ်တော့အိမ်ကိုကျွန်တော်တို့ plier လေးနှစ်ခုနဲ့နှခမ်းချုပ် plier နဲ့လဲမယ်အနားနှစ်ဖက်ကိုကောင်းကောင်းလေးတည်ပြီးမှတစ်ချက်လေးလဲမယ်ကြောင်းကျွန်တော်တို့ဒီတက်ဘူးဖုံးဖွင့်လဲခါတော့เนาะပပလေးဖြစ်ဖြစ်လေးမမှန်လေးပုံမှန်လေးလဲထားမယ်ဖြစ်ဖြစ်စီချောင်းလာမယ်ချောင်းလိုက်တော့ကျွန်တော်ခွာဝါလေးဆက်ဆက်လို့ရပြီခွာဝါလေးဆက်ထုတ်ပြီးရင်ကျွန်တော်တို့အနောက်ဘက်မှာ click လေးရှိတယ်ဒီလောက်အထိုင် click ရှိတယ်အဲ click ကိုအသားလေး clamp လေးဆွဲထုတ်လိုက်မယ်ဟုတ်ပြီဗျဆွဲထုတ်ပြီးသွားတဲ့အခါမှာနောက် socket လေးနှစ်ချောင်းရှိတယ် socket နှစ်ပင်ခါပါလေးဒီလိုလေးနောက်ဆုံးမှာခါပါလေးဒီလိုလေးပါ